ဟုတ်ပြီဘာကြောင့်စိတ်မြေဩဇာသုံးသိမ့်လဲဆိုတာရှင်းသွားပြီဆိုတော့အခုဘလို့စိုက်ရောက်မလဲဆိုတာလက်တွေ့ကြတဲ့အဆင့်တွေကိုကြည့်ကြရအောင်ဒီနေရာမှာအရေးကြီးဆုံးကတော့အချိန်ကိုက်ဖြစ်ဖို့ပဲ လုပ်ငန်းစဉ်ကရုပ်ရှင်ပါတယ်ဒါပေမဲ့အချိန်ကိုက်ဖို့လို့တယ်မေလာและဇွန်လာလောက်မှာစိုက်မယ်အဓိကအရေးကြီးဆုံးချက်ကတော့ရက်ပေါင်း45တဲ့ပြည့်တဲ့အချိန်ပါမပွင့်ခင်မှာထည့်ထိုးရမှာပါအဲ့ဒီအချိန်ကအဟာရတဲ့အပြည့်ဝဆုံးအချိန်ပဲအဲ့ဒီနောက်မှာတော့10ရက်ကနေ14လက်မင်းနဲ့နှစ်ပတ်လောက်မြေကြီးကိုအနာပေးထားလိုက်ပါဒီအချိန်အတွင်းမှာဆင်းဆင်းဆော့ဆော့ပင်တွေကမီးစီလွာတဲ့တကယ့်ကိုအဖိုးတာနဲ့အစာဖြစ်ပြောင်းလဲတော့ပြီနောက်ထပ်စိုက်မဲ့အဓိကပေးနိုင်အတွက်အားလုံးအသင့်ဖြစ်နေပါပြီဒါဆိုရင်ရေတိုးအတွက်ပေါင်း30နဲ့ရေရှိအတွက်စိမ့်မြေဩစာဒီနီလန်တစ်ခုကိုဘလို့ပေါင်းဆက်ပြီးစမတ်ကြတဲ့လေယာစီမံခန့်ခွဲမှုနီးဘူးကတစ်ခုတည်ဆောက်ကြမလဲအဖြေကတော့ရှင်းပါတယ်နောက်ဆုံးတော့အားလုံးကဒီစကားတစ်ခုတည်းမှာပဲအကျုံးဝင်သွားပါတယ်မြေစီလွာကိုပြုစုခြင်းတည်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟုတ်ပါတယ်ရေတိုအကျိုးအမြတ်ချက်ရေရှည်အတွက်မြေစီလွာတဲ့ကျန်းမာရေးကိုဦးစားပေးတာဟာအရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုပါပဲကဲအဆုံးတက်အနေနဲ့မေခုံးလေးတစ်ခုနဲ့ခြံထားခဲ့ခြင်းပါတယ်ကျွန်တော်တို့ရဲ့အဖို့တန်ဆုံးရင်းမြစ်ထွေတဲ့တီမြေစီလွာကိုနောက်မြို့ဆက်တီရဲ့လက်ထဲကောင်းမွန်စွာနဲ့ပြန်လည်အနှံ့နိုင်ဖို့အတွက်ဘယ်လိုပြင်ဆင်ပေးကြမလဲဒါကျွန်တော်တို့အားလုံးရဲ့အကြီးမားဆုံးတာဝန်နဲ့အမွေအနှစ်ပါပဲ